ထိုလူသည်မော်ဆန်သောစွမ်းအားတစ်ခုကိုနိုးထစေခဲ့သည်ညတိုင်း10နာရီတွင်လျှက်တစ်ပြက်ဈေးလျှော့ရောင်းချသည့်ကုန်ပစ္စည်းတစ်ခုပေါ်လာလေ့ရှိသည်သူသည်စူပါကားတစ်စီးကိုဒေါ်လာ9.9ဖြင့်သာဝယ်ယူနိုင်သည်အစပိုင်းတွင်ထိုလူသည်သူအရက်မူးနေသည်ဟုထင်ခဲ့သည်သို့သောနောက်တစ်နေ့တွင်သူ၏တကားဝ၌ဖာရာရီကားတစ်စီးရပ်ထားသည်ကိုတွေ့လိုက်ရပြီးအယောင်းဝန်ထမ်းကဝယ်ယူမှုစာချုပ်ကိုသူအားလာပေးသောအခါဤစူပါပါဝါသည်အမှန်တကယ်ဖြစ်ကြောင်းသူသဘောပေါက်သွားခဲ့သည်ထို့ကြောင့်ထိုလူသည်ချက်ချင်းစာချုပ်ကိုလက်မှတ်ထိုးလိုက်သည်သို့သောသူသည်ထိုစိန်ခံကားကိုစီးနှင်းစဉ်လမ်းတွင်သူ၏ချစ်သူဟောင်းနှင့်သူမ၏ချစ်သူအသက်ကြီးကိုတိုက်ဆိုင်တွေ့ဆုံခဲ့သည်ထိုမျိုးသမီးသည်စိန်ခံကားပိုင်ရှင်မှာသူမ၏ဆင်းရဲသောချစ်သူဟောင်းဖြစ်နေသည်ကိုမြင်သောအခါကားသည်အငှားကားဖြစ်ရမည်ဟုလောင်ပြောင်ပြောဆိုခဲ့သည့်အဆုံးတွင်သူသည်ဤကားမျိုးကိုမတက်နိုင်သောအစားတောက်ဖို့သူတဦးသာဖြစ်သည်ဟုပြောခဲ့သည်ထိုလူကသူမမှားယွင်းကြောင်းတက်တည်ပြခဲ့သည်ဒေါ်လာ20ကျော်တန်ဖိုးရှိသောကန့်သက်ထုတ်လုပ်သည့်ကားကိုဘယ်မှမျှအငှားရနိုင်ပါမလဲထိုမျိုးသမီးသည်သူနှင့်လမ်းခွဲခဲ့သည်ကိုနောင်တရလာခဲ့တော်လဲထိုလူသည်ခံရစွာမောင်းထွက်သွားခဲ့သည်ထိုညတွင်ထိုလူသည်သူ၏စူပါပါဝါပေါ်လာရန်စိတ်အားထက်သန်စွာစောင့်မျှော်နေခဲ့သည်သူကိုတုံလုံးစေခဲ့သည်မှာယနေ့ဤလျှက်တစ်ပြက်ဈေးလျှော့ရောင်းချသည့်ကုန်ပစ္စည်းသည်999စတူရန်မီတာကျဲဝန်းသည့်အဆင့်မြင့်ဘီလာတစ်လုံးဖြစ်ပြီးလျှက်တစ်ပြက်ဈေးလျှော့ရောင်းချသည့်ဈေးနှုန်းမှာဒေါ်လာ9.9သာရှိခြင်းဖြစ်သည်ထိုလူသည်ချက်ချင်းဝယ်ယူလိုက်သည်သို့သောသူဘီလာသို့ပြောင်းရွှေ့လာသောအခါလမ်းတစ်ဖက်ရှိနံပါတ်8ဘီလာမှအမျိုးသမီး CEO ကသူ့ကိုမြင်လိုက်ရသည်နံပါတ်1ဘီလာကိုဝယ်နိုင်သည်ဆိုလျှင်ဤလူ၏နောက်ခံသည်ရိုးရိုးတော့မဟုတ်နိုင်ဟုထိုအမျိုးသမီးကယုံကြည်ခဲ့သည်ထို့ကြောင့်သူမသည်အိမ်တော်ထိန်ကိုစေလွတ်ကာထိုလူ၏အိမ်တက်ပွဲကိုဂုဏ်ပြုသည့်အနေဖြင့်ဇိမ်ခံလက်ဆောင်တစ်ခုချက်ချင်းပေးပို့ခဲ့သည်ထိုလူသည်လက်ဆောင်မှာပရီမီယံကန်ချာတီလက်ဖက်6ဖြစ်ပြီးအလေးချိန်100ဂရမ်သာရှိတော်လဲတန်ဖိုးဒေါ်လာ3.5တန်းရှိကြောင်းသိလိုက်ရသည်သူသည်လက်ဆောင်ကိုလက်ခံပြီးအိမ်တော်ထိန်ကိုအိမ်တွင်းသို့ဖိတ်ခေါ်လိုခဲ့တော်လဲအိမ်တော်ထိန်ကအချိန်နောက်ကျနေပြီဟုယဉ်ကျေးစွာညှင်းဆိုခဲ့သည်ထိုလူသည်နံပါတ်8ဘီလာပိုင်ရှင်၏ရေရုံမှုကြောင့်အားတင်ခဲ့ရသည်သူသည်ပြန်လက်ဆောင်ပြင်ဆင်လိုတော်လဲဇိမ်ခံကားနှင့်ဘီလာမအပအခြားပေးစရာဘာမှမရှိခဲ့ပေဘာပြန်ပေးရမည်နည်းဟုစိုးရင်ပူပန်နေစဉ်မှာပင်သူ၏စူပါပါဝါသည်တဖန်ပေါ်လာခဲ့သည်ဤတစ်ချိန်တွင်ကုန်ပစ္စည်းမှာပယင်းနံသာကောင်းစား9ကီလိုဂရမ်ဖြစ်သည်လျှက်တစ်ပြက်ဈေးလျှော့ရောင်းချသည့်ဈေးနှုန်းမှာဒေါ်လာ9.9သာရှိနေစေဖြစ်သည်ထိုလူသည်သူ့ကိုတစုံတဦးကမယုံကြည်နိုင်ဟုထင်ခဲ့ရတော့လဲချက်ချင်းပင်ဝယ်ယူခဲ့သည်ထို့ကြောင့်ထိုမျိုးသမီးသည်အိမ်တော်ထိန်နှင့်စကားပြောနေစဉ်တွင်ထိုလူသည်ပြန်လက်ဆောင်ပြင်ဆင်လာကြောင်းပြောကာနံပါတ်8ဘီလာသို့ရောက်လာခဲ့သည်အိမ်တော်ထိန်သည်တစ်တာကိုဖွင့်လိုက်သောအခါလုံးဝထိတ်လန့်သွားခဲ့သည်ဤမြများပြားသောအဆင့်မြင့်ပယင်းနံသာသည်အနည်းဆုံးဒေါ်လာ9မီလီလီယံတန်ဖိုးရှိသည်အိမ်တော်ထိန်ကထိုလူအားပြန်ပေးလိုခဲ့တော့လဲထိုလူကအိမ်တွင်များစွာရှိကြောင်းပြောခဲ့သည်ထို့နောက်သူလက်ထွက်သွားခဲ့သည်ထိုလူ၏မာနမထောင်လွှားပဲကြွယ်ဝကြောင်းပြောဆိုခြင်းသည်သူ၏နောက်ခံသည်ရိုးရှင်းသည်မဟုတ်ကြောင်းထိုမျိုးသမီးနှင့်အိမ်တော်ထိန်ကိုပုံမယုံကြည်စေခဲ့သည်ထိုမျိုးသမီးသည်သူ့ကိုအိမ်အောင်ဖက်အဖြစ်ပထမဆုံးရွေးချယ်မှုအဖြစ်သတ်မှတ်ခဲ့သည်